လားလေးလုံးချန်ပီယံလောင်းရဲ့အတက်ဆန်အားလုံးပဲမင်္ဂလာပါ YGN ထိပ်တန်းစပေါ့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မီကယ်အာတီတာထူးဆန်းတဲ့နေပြတယောက်ပါအာတီတာကစားသမားတယောက်ကိုနေရာဆုံးကစားစီစဉ်သူတယောက်ဖြစ်ပြီးတော့ကစားကွက်တစ်တွေကိုလည်းအမြဲတမ်းစမ်းသပ်နေတာကြောင့် Business ရဲ့အာတီတာလို့တော့အများကတင်စားခေါ်ကြပါတယ်အာတီတာကစားသမားတွေကိုသူတို့ရဲ့နေရာမဟုတ်တဲ့နေရာတွေမှာပြောင်းလဲကစားခိုင်းရတာခုံမင်သူတယောက်ပါအာတီတာရဲ့အသင်းကလူစင်း2သင်းစာရှိနေတာတော့မကျေနပ်နိုင်သေးတဲ့အာတီတာကကစားသမားတယောက်ကို2နေရာ3နေရာလောက်ထိကစားစေခြင်းပြီးတော့3-4သင်းစာလူစင်းကိုပိုင်ဆိုင်ခြင်းနေပါတယ်အာဆနယ်ကဒီဘက် FA ကပွဲစဉ်မှာဒီဝန်တဲ့ Mansfield Town နဲ့ရှင်ပြိုင်ကစားခဲ့ပါတယ်။အာဒီတာကဒီခွင့်ရေးကိုတေချာဖို့လက်လွတ်မခံပဲသူစမ်းသပ်ချင်နေတဲ့ကစားကွက်ကိုစမ်းသပ်ခဲ့ပါတယ်။အာဒီတာကနောက်တန်း3ယောက်လူထုတ်လာခဲ့ပြီးတော့ကာယာဘက်ကိုကွင်းလဲထိုင်ကစားသမားဖြစ်ပြောင်းလဲကစားစေခဲ့ပါတယ်။မာတင်နယ်လီမက်ဒွယ်ကေရိုကိုဝင်းဖက်အနေနဲ့အသုံးပြုခဲ့ပြီးတော့စမ်းသစ်တဲ့ကစားကွက်တစ်ခုကိုမိတ်ဆက်ခဲ့ပါတယ်။အာဆနယ်ကကစားကွက်အသစ်မှာအရှင်ရဖို့အချိန်ခဏယူလိုက်ရပြီးတော့မက်ဒွယ်ကေနဲ့မက်စတောင်မန်ကောင်းကောင်းစွမ်းဆောင်နေခဲ့ပါတယ်။ဒါပေမဲ့ဂိုးရောက်ဖို့တော့ပထမပိုင်းပြီးကနေလောက်ထိစောင့်လိုက်ရပါသေးတယ်။အာဆနယ်ကပထမပိုင်း40မိနစ်မှာမက်ဒွယ်ကေရဲ့ဦးဆောင်ကိုရရှိသွားပါတယ်။ဒါပေမဲ့ဒုတိယပိုင်းပြန်အစမှာတော့လူငယ်လေးဆယ်မွန်ရဲ့လူဝေးမှားရာကနေမန်စပီကခြေပေါက်ကိုပြန်လဲရရှိသွားပါတယ်။ဒါပေမဲ့အာတီတာကအချိန်ကိုက်လူစားလဲပေးလိုက်ပြီးလူဆောင်ဝင်စားသမား Average အဇေးကနောက်ထပ်ဦးဆောင်ကိုသွင်းယူပေးခဲ့တာကြောင့်အာဆနယ်တို့2-1နဲ့နိုင်ရရှိခဲ့ပါတယ်။မန်စပီက2010ဆက်တဲ့ဘောလုံးရသည့်နောက်ပိုင်း FA ကမှာအာဆနယ်ကိုဂိုးသွင်းနိုင်တဲ့ပထမဆုံးလီဝမ်အသင်းဖြစ်လာတာကြောင့်ပြုံးမဆုံးဖြစ်နေမန်စပီအသင်းပါရှင်တဲ့နီးပြကတော့အာတီတာနဲ့ဓာတ်ပုံရိုက်လိုက်ကြပါသေးတယ်။အာဆနယ်ကတော့ဖလားလေးလုံးလမ်းကြောင်းပေါ်မှာဆက်လက်ရှောင်လိုက်နေတဲ့သမိုင်းတည်ရှိဖို့နေဆက်နေပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။